အားလုံးပဲမင်္ဂလာပါမြန်တို့ဖြစ်ပါတယ်မြန်တို့ကတော့ဒီဂျပန်နေအကောင့်တင်နီရှော့ပုတ်ခီကိုမြန်မာလိုပြန်ပြီးတော့သင်ကြားပေးနေတူတူဖြစ်ပါတယ်ပေါ့နော်အဲ့မြန်တို့ဒီနေ့ပညာဒါနမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီပုတ်ခီရဲ့အဓိက main ဖြစ်တဲ့ရှူဝါခဲရူရူဆိုတဲ့အကြောင်းလေးကိုshare လုပ်ပေးချင်ပါတယ်အဲ့ဒီရှူဝါခဲရူရူอ่ะဆိုလို့ရှိရင်ဘယ်လောက်အရေးပါလဲဆိုလို့ရှိရင်ဒီဥစ္စာမှာမသိဘူးဆိုလို့ရှိရင်ဘလို့မှရှစ်ဆက်သွားလို့မရပါဘူးအဲ့တော့တော်တော်အရေးကြီးတယ်ပေါ့နော်ဒါဘိုးခေရဲ့အသက်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီရူရူကလေဒီရူရူမသိလို့ရှိရင်ဘလို့မှအဆင်မပြေပါဘူးအဲ့တော့ဒီဘိုးခေရဲ့အရေးကြီးဆုံးပိုင်းဖြစ်တဲ့ရှွာခဲရူရူတွေကို share လုပ်ပေးလိုက်ပါတယ်ဟုတ်ပြီအဲ့တော့အစကြမယ်နော်ဆိုတော့ဒီရှီဝါခဲရူရူမှာမြန်တို့က group 1နဲ့ group 2ဆိုပြီးတော့နှစ်ခုခွဲထားတယ်ပေါ့နော်နှစ်ခုခွဲထားအဲ့တော့ပထမဆုံး group 1မှာဘာတွေပါလဲဆိုရင် group 1မှာရှစ်ဆန်ပါတယ်ပေါ့နော်ဒီခက်လက်ကောင်ခေါင်းစဉ်လေးပေါ့နော်ရှစ်ဆန်ပါမယ် group 1မှာပြီးလို့ရှိရင်ဘာပါမယ်ဟျောပါမယ်ပေါ့နော်ဒီနှစ်ခုပါမယ် group 1မှာဟုတ်ပြီ group 2မှာဘာတွေပါမလဲ group 2မှာဒီမှာဖူဆိုင်ပါမယ်နော်ဖူဆိုင်ပါမယ်ပြီးလို့ရှိရင်ဂျွန်းရှစ်ဆန်ပါမယ်ပြီးရင်ရှူဝက်ခိပါမယ်ဒါကတော့ group 2ပေါ့နော်အဲ့တော့ group 1နဲ့ group 2ဆိုပြီးတော့ကျွန်တော်နှစ်ခုခွဲထားပါတယ်ဟုတ်ပြီအဲ့တော့ဘယ်လိုမျိုးအတိုးအလျှော့ဖြစ်လို့ရှိရင်ဒီတိုးတာရောတာဖြစ်လို့ရှိရင်ဘယ်လိုရှူရခဲ့ရလောက်မလဲဘယ်လိုစိမ်းသွင်းမလဲပေါ့နော်ဆိုတာကိုစရကြမယ်နော်အဲ့တော့ group 1မှာဆိုလို့ရှိရင်ဒီမှာရှစ်ဆန်လို့ခေါ်တဲ့ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေတိုးမယ်ဆိုလို့ရှိရင်ခါလိခတာဟုတ်ပြီနော်ခါလိခတာအဲ့တော့ရှစ်ဆန်ဆိုတဲ့ဒီကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေရော့မယ်ဆိုရင်နော်ခါရှိခတာဟုတ်ပြီနော်အဲ့တော့အမြဲတမ်းဒီခါလိနဲ့ခါရှိကတော့အမြဲတမ်း group 1 group 2အတူတူပဲနော်လက်ကဲဒီဘယ်ချမ်းကခါလိခတာလက်ကညာဘယ်ချမ်းခါရှိခတာgroup 2မှာအဲ့လိုပဲလက်ကဲဒီဘယ်ချမ်းကခါလိခတာလက်ကညာဘယ်ချမ်းခါရှိခတာဆိုပြီးတော့ဒီဘယ်နှစ်ခုကတော့အတူတူပဲပေါ့နော်ဒါပေမဲ့အတိုးအလျှော့ပေါ်မူတည်ပြီးတော့နော်ဒီခါလိကိုသွားမလားခါရှိကိုသွားမလားဆိုတာပဲ꿰ပြသွားတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဆက်သွားကြမယ်နော်နောက်ထပ်တစ်ခုကဘာလဲဟျောဆိုတဲ့ကုမ္ပဏီရဲ့ဒီထွက်ငွေတွေပေါ့နော်ထွက်ငွေတွေကုန်ကျစရိတ်တွေတိုးမယ်ဆိုလို့ရှိရင်ခါလိခတာတိုးလို့လည်းရေးထားတယ်နော်ခါလိခတာပြီးရင်ဟျောဆိုတဲ့ကုမ္ပဏီရဲ့ထွက်ငွေတွေကုန်ကျစရိတ်တွေရော့သွားမယ်ဆိုလို့ရှိရင်ဘယ်လဲခါရှိခတာနော်ခါရှိခတာဘာမှရော့လို့ရေးထားတယ်နော်ဟုတ်ပြီအဲ့တော့ဒီ group 1မှာဆိုရင်ရှစ်ဆန်နဲ့ဟျောနဲ့နှစ်ခုပါမယ်အဲ့တော့ရှစ်ဆန်နဲ့ဟျောတွေတိုးမယ်ဆိုရင်ဘယ်လဲခါလိခတာဟုတ်ပြီနော်ရှစ်ဆန်ပြီးဟျောတွေရော့မယ်ဆိုရင်ခါရှိခတာဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့နောက်တစ် group 2ကိုသွားမယ်Okay group 2မှာဆိုလို့ရှိရင်တော့ဘာတွေပါမလဲဖူဆိုင်နော်ဖူဆိုင်ဆိုတဲ့ကုမ္ပဏီရဲ့ပေးရန်ရှိတွေပြီးရင်ဂျွန်းရှစ်ဆန်ဆိုတဲ့ကုမ္ပဏီရဲ့အသင်းနဲ့ပိုင်ဆိုင်မှုတွေပြီးရင်ရှူရခိလို့ခေါ်တဲ့ကုမ္ပဏီရဲ့ဝင်ငွေတွေပေါ့နော်အဲ့ဒါတွေပါမယ်ဟုတ်ပြီအဲ့တော့ဒီဖူဆိုင်ကုမ္ပဏီရဲ့ပေးရန်ရှိတွေတိုးလို့ရှိရင်ဘယ်ဘက်လဲခါရှိခတာရောလို့ရှိရင်ခါလိခအဲ့တော့ဒီ group 1နဲ့ group 2ကစန့်ကျင်ဘက်ပေါ့နော်စန့်ကျင်ဘက်ဖြစ်ပါတယ်အဲကြောင့်မလို့ group 1နဲ့ group 2ဆိုပြီးခွဲလိုက်တာပေါ့နော် group တစ်ဖက်ကိုရမယ်ဆိုရင်နောက်တစ်ဖက်က auto ကိုရပြီးသားပေါ့နော်အဲ့တော့ဒါပေမဲ့ group 1မှာဘာပါလဲ group 2မှာဘာပါလဲတော့သိဖို့လိုတယ်ပေါ့နော်နောက်တစ်ခုဂျွန်းရှစ်ဆန်ဆိုလို့ခေါ်တဲ့ကုမ္ပဏီရဲ့အသင်းနဲ့ပိုင်ဆိုင်မှုတွေတိုးမယ်ဆိုရင်ခါရှိခတာရော့မယ်ဆိုရင်ခါလိခတာနောက်တစ်ခုကရှူရခိလို့ခေါ်တဲ့ကုမ္ပဏီရဲ့ဝင်ငွေတွေတိုးရင်ခါရှိခတာရော့ရင်ခါလိခတာဟုတ်ပြီနော်အဲ့တော့ group 1နဲ့ group 2ကိုကိုယ်ပြားသိသွားမယ်ဆိုလို့ရှိရင်ဒါရှေ့ရှောက်မေးခွန်းတွေမှာအလွယ်တကူဖြေနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါကလုံးဝဘုခိရဲ့အသက်ဖြစ်ပါတယ်အဲ့တော့ဥမာလေးမျိုးတွားကြည့်ကြမယ်နော်ဥမာလေးနဲ့နားလည်သွားဥမာလေးမျိုးနော်တစ်ခုတည်းကိုတစ်ချောင်းနဲ့ဥမာ၅ချောင်းမြင်လို့ထည့်ပေးမယ်နော်ဟုတ်ပြီတော့မြင်တို့ဒီဥမာ၅ချောင်းလေးကြည့်ကြည့်မယ်နော်အဲ့တော့ဥမာ1မှာဆိုလို့ရှိရင်ဖတ်ကြည့်မယ် rain နဲ့ပဲကြည့်မှာရန်ခင်ရခုဝမ်းကိုတိုးစရောခင်နေအစခဲဤတဲ့တာဟုတ်ပြီနော်အဲ့တော့ရန်ခင်းလို့ခေါ်တဲ့ငွေသားဒီတရားကိုတဲ့ဘန်ထဲကိုထည့်လိုက်တယ်ပေါ့နော်တိုးစားရောခင်ဘန်ထဲကိုထည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အပြည့်ငွေသားကိုဘန်ထဲကိုထည့်မှာဆိုတော့အပြည့်ငွေသားတွေကနေပြီးတော့ဘန်ထဲမှာတိုးသွားမယ်နော်အဲ့ဒီအခြေအနေလေးအဲ့ဒါကိုရှုရခဲ့လုံးမယ်နှစ်ခုလုံးကတော့ရှစ်ဆန်နေပဲပေါ့နော်ဂန်ခင်းနဲ့ရှစ်ဆန်မယ်တိုးစားရောခင်နဲ့ရှစ်ဆန်မယ်ဟုတ်ပြီအဲ့တော့ဒီမှာတိုးစားရောခင်တိုးမှာဆိုတော့ဘယ်လိုလာမလဲရှုရခဲ့လူတွေကရှစ်ဆန်တိုးမယ်ဆိုရင်ခါလိခတာအဲ့ကြောင့်မို့ဒီမှာတိုးစားခဲ့ဖြစ်တဲ့ကြောင့်မလို့ခါလိခတာတိုးစားခင်လာမယ်ဟုတ်နော်ငွေသားရောမှာဖြစ်တဲ့ကြောင့်မလို့ရှစ်ဆန်ရောလို့ရှိရင်ခါရှိခတာဟုတ်ပြီအဲ့ကြောင့်မလို့ခါရှိခတာပါလာမလဲဂန်ခင်ရကူဝင်ဟုတ်ပြီနော်ပြီးရင် rain နံပါတ်2မှာဒီခိုးခုဟိစမ်းဖြတ်ကူအန်ကိုတဲ့ဂန်ခင်နဲ့ရှီရတာခိုးခုဟိလို့ခေါ်တဲ့ကြောညာစေ300ကိုတဲ့ငွေသားနဲ့ခြေလိုက်တယ်ဟုတ်ပြီနော်အဲ့ဒီအခြေအနေလေးကိုကြည့်မယ်ဆိုလို့ရှိရင်ကြောညာစရိတ်
ငွေနဲ့ချီလိုက်တယ်အဲ့တော့ငွေသားတွေကယော့ပြီးတော့အသုံးစိတ်ကတိုးသွားမယ်လေဟုတ်တယ်မလားအသုံးစိတ်စင်းထဲမှာတိုးသွားမယ်အဲ့တော့ငွေသားယော့မှာဆိုတော့ရှစ်ဆန်ယော့မှာပေါ့နော်ရှစ်ဆန်ယော့ရင်ရွှေခဲရူတွေကဘယ်လိုလာမလဲခါလီကိုလာမလားခါရှိကိုလာခါရှိနော်ဟုတ်ကဲ့ကျွန်တော်ခါရှိကတာဘာလာမလဲဂန်ခင်းစံပြတ်ခွဲဟုတ်ပြီအဲ့တော့ခါလီခတာဘာလာမလဲဟယောတွေတိုးမယ်လေအဲ့ကြောင့်မလို့ဟယောတိုးလို့ရှိရင်ရွှေခဲရူကခါလီလာခါရှိလားခါလီနော်အဲ့ကြောင့်မလို့ခါလီကိုလာမယ်ခါလီခတာခိုးကိုဟိစံပြတ်ခွဲဟုတ်ပြီနော်အဲ့တော့ rate နဲ့ပဲစံနေကိုသွားမယ်ဂန်ခင်းနေရခွဲကိုခါလီလက်တာငွေသား200ကိုချေးယူလိုက်တယ်ချေးယူရမှာဆိုတော့ကိုရှိမှာငွေသားတွေတိုးပြီးတော့ဘာတွေပါထပ်တိုးသွားမလဲပေးစရာရှိတဲ့အကျွေးတွေပါထပ်တိုးသွားမယ်ဟုတ်နော်ခါလီအီလက်ခင်းလို့ဆိုတော့အကျွေးတွေပါထပ်တိုးသွားမယ်ဟုတ်ပြီအဲ့တော့ဒီမှာကြည့်ကြည့်မှာဆိုဂန်ခင်းက80စံနဲ့မှာပါတယ်ပြီးရင်ခါလီလက်ခင်းကဖူဆိုင်နဲ့မှာပါတယ်အဲ့တော့80စံတိုးမယ်ဆိုရင်ခါလီလာခါရှိတာရှော့ခဲတူကခါလီခါတာအဲ့ဒါမျိုးခါလီခါတာပါလာမလဲဂန်ခင်းရက်ကွယ်ဟုတ်ပြီနောက်တစ်ခုကခါလီအီလက်ခင်းလို့ခေါ်တဲ့ဖူဆိုင်ရဲ့ရှော့ခဲတူကတိုးလို့ရှိရင်ခါရှိကတာနော်အဲ့ဒါမျိုးခါရှိကတာပါလာမလဲခါလီလက်ခင်းဆက်ပြကွယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဆိုရှင် rate နဲ့ပဲယုံလေးကိုသွားမယ်ရန်ခေကိုဆန်းကိုရှုရှိတဲ့အိုမီဆန်တော့အေကြီးကိုခန့်ရှိတာတဲ့ငွေသား9000ကိုတဲ့ရင်းနှီးမြှုပ်ရှုရှိတဲ့ဆိုတာ investment လုပ်ရတာပေါ့နော်ရင်းနှီးမြှုပ်နှံလိုက်တာရင်းနှီးမြှုပ်နှံပြီးတော့စိုင်ဖွင့်လိုက်တယ်တဲ့ဆိုတော့လုပ်ငန်းတစ်ခုရကြည့်မှဆိုလို့ရှိရင်လုပ်ငန်းထဲမှာငွေတွေတိုးသွားမယ်ပြီးလို့ရှိရင်ရင်းနှီးငွေတွေလည်းဝင်သွားတာဖြစ်တဲ့ကြောင့်မလို့ရန်ခင်းတိုးမယ်ရင်းနှီးငွေကတော့ဒါဂျွန်းရှိစံပေါ့နော်ဂျွန်းရှိစံဒီမှာတော့ဒီလိုရှုရှိတဲ့ရင်းနှီးမြှုပ်နှံဆိုလို့ရှိရင်ရှီဟွန်ခင်းဆိုတဲ့ခန်းကျော်တွေကိုသုံးမယ်သူကတော့ဂျွန်းရှိစံ group ထဲမှာပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာရှိစံတော့မှပြောတဲ့အကြောင်းဘယ်လိုလာမလဲရူကခါလီခါတာနော်ကျွန်တော်ခါလီခါတာဂန်ခင်းခေါ်ဆန်နဲ့ခါရှိခါတာပါလာမလဲဂျွန်းရှိစံတိုးလို့ရှိရင်ခါရှိကတာနော်အဲကြောင့်မလို့ခါရှိကတာရှီဟွန်ကင်းလို့ခေါ်တဲ့ဂျွန်းရှိဆန်လာမယ်9တာဟုတ်ပြီနော်ပြီးရင် rate နံပါတ်5 rate နံပါတ်5မှာဆိုရင် A ခါဘူးကတဲ့ရှောင်းဟင်းနီးရခုဝန်ကို B ခါဘူးနီဥလျာကဲဒိုင်းခင်းဝါခါခဲတို့ရှိတာတဲ့ဟုတ်ပြီနော်အဲ့ဒါခါခဲဆိုတာတွေမင်းတို့မြင်တာပေးထားတယ်ဘာဖြစ်လို့ဆိုဒီခါခဲတွေကဒီအကျွေးရောင်းတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာဥဒီခါခဲခင်းပေါ့နော်အကျွေးရောင်းတယ်ဆိုတော့ဥဒီခါခဲခင်းကဘယ်ထဲမှာပါလဲရှိစံထဲမှာပါတယ်နော်ဒီကုမ္ပဏီရဲ့ရရန်ရှိအကျွေးရောင်းထားတယ်တရှင်ကြပြန်ရမှာဖြစ်တဲ့ကြောင့်မလို့ကုမ္ပဏီရဲ့ရှိစံထဲမှာထည့်မယ်ပေါ့နော်ပိုင်ဆိုင်မှုထဲမှာထည့်မယ်အဲကြောင့်မလို့အခုရှိစံတိုးမှာဖြစ်တဲ့ကြောင့်မလို့ဘယ်လိုလာမလဲခါလီခါတာဟုတ်ပြီနော်ဥဒီခါခဲခင်းဒီစံနဲ့နော်ခုအတမရောင်းမှာဆိုတော့နော်ခန်းကျော်တခုကဘာလာမလဲဥလျာခဲဆိုတဲ့အယောင်းလာမယ်ဥလျာခဲကအစ်စွန်းတော့ခန်းကျော်9ခုတွေကနော်ရှိစံဖုစံကျိုးရှိစံရွှေခေတွေကဘယ်ထဲမှာပါလဲဥလျာခဲကရွှေခေတွေမှာပါတယ်နော်အဲ့တော့ဒီမှာရွှေခေတိုးမှာဆိုတော့ရွှေခေလူလူကခါလီကိုသွားမလားခါရှိကိုသွားမလားရွှေခေတိုးမှာဆိုတော့ခါရှိကတာနော်ဟုတ်ပြီအဲ့ဒါကြောင့်ခါရှိကတာပါလာမယ်ဥဒီယာကဲနေရခွင့်ဟုတ်ပြီနော်အဲ့တော့အခုမြင်တော့ဒီဗီဒီယိုလေးကဆိုရှင်လုံးဝဒါဘိုးခေကိုစိတ်ဝင်စားတယ်ဆိုရင်ဘိုးခေလုံးဝခြေကန်အသက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ရှေ့ကရှူခဲရူဒီဂရုနှစ်ခုပေါ့နော်အဲ့ဒီဂရုနှစ်ခုကိုအသက်ချာရအောင်လုပ်မယ်ပြီးလို့ရှိရင်ဒီရှူခဲတဲ့9ချောင်းနဲ့ဆိုရင်တော့တော်တော်ဒီ business school ပေါ့နော်ဒီSalmon business school တွေသွားနေတဲ့ဒီကျောင်းသားတွေအတွက်ဒါအသုံးဝင်မယ်လို့ထင်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့တကယ်လို့သင်တဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့မင်းတို့ဒီလာထဲမှာဒီ face to face ပေါ့နော်အတန်လေးထပ်ဖွင့်ဖို့ရှိပါတယ်တနင်္လာအင်္ဂါပေါ်တော့အဲ့ဒီ3ရက်ထဲကကိုကျန်းတဲ့ရက်လေးကိုရွေးလို့ရပါတယ်ဒီဘက်မှာတရက်နဲ့သင်တဲ့ခါလာတော့4လစာမြင်ပါပဲပေါ့နော်ဟုတ်ပြီအဲ့တော့သင်တဲ့စုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်တော့မင်းတို့ရဲ့ messenger မှာလာရောက်မြင်မြင်လို့ရပါတယ်အဲ့လိုမျိုးကျေးဇူးတင်ပါတယ်